ရှာခလုတ်တိုက်တယ်ဆိုရင်တော့ British လို့ထွက်လို့ရပါတယ် share ကျမတို့အမြဲတမ်းသုံးတဲ့စကားလုံးဖြစ်တဲ့ sharing လုပ်တယ် share လုပ်တယ်ဆိုတဲ့ဟာလေးပေါ့သူ့ရဲ့အတန်ထွက်မှန်က share ဖြစ်ပါတယ် share တို့ sharing တို့မဟုတ်ပါဘူး sharing ပပရင်ကြည့်ပါရင် sharing ပပရင်ကြည့်မပါရင် share ဆိုရင်ရပါပြီရထည့်စရာမလိုပါဘူးအမေရိကန်လိုထွက်ချင်တယ်ဆိုရင်တော့ share အာတန်လေးနဲ့ဆုံးပေးရပါမယ် share okay ကိုက British လို့ပြောမယ်ဆိုရင်တော့အာတန်လေးကိုကမထည့်ချင်ဘူးရှာခလုတ်တိုက်တယ်ဆိုရင်တော့ British လို့ထွက်လို့ရပါတယ် sharing ဒီလိုကလတ်တိုင်းလေးကျမတို့မြန်မာပြည်မှာတစ်သက်လုံးထွက်လာတဲ့ chair သူ့ရဲ့ English အတန်ထွက်မှန်ကတော့ chair ရာထိမထွက်ရအောင်ဒီလေးမှရက်ရတယ်နော် chair ရမဟုတ် chair ကိုကအမေရိကန်လိုထွက်ချင်တယ်ဆိုတော့ chair R လေးနဲ့ဆုံးပေးရမယ်အဆုံးသတ်ပေးရမယ် chair ရတော့မရှိဘူး chair ရှိတယ် chair ရှိတယ်နော်